လူတစ်ယောက်ကကြက်ဥကိုတစ်နေ့ကိုဘယ်နှလုံးလောက်စားလို့ရလဲဒီနေ့မှာအဲ့ဒါကိုပြပြပေးသွားမှာဖြစ်ပါတယ်ကြက်ဥဆိုတာကအင်မတန်မှအာဟာရဓာတ်ဘောကျွံဝါတဲ့အစားအစာတစ်ခုဖြစ်ပါတယ်ကြက်ဥတစ်နေ့တစ်လုံးစားမယ်ဆိုလို့ရှိရင်အားစေးတောက်တလို့ကောင်းကျိုးတွေရရှိမှာဖြစ်ပါတယ်ချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကြက်ဥကအာယုံကြောအားကောင်းမှုအတွက်အထောက်အကူပြုတယ်အုံနောက်ဆွဲဆောင်ရည်ကောင်းမွန်စေတယ်ဗီတာမင်တွေတော်တော်များများပါဝင်တယ်သွေးအားကောင်းဖို့ထောက်ကူပြုတယ်အယိုးရဲ့ကျန်းမာရေးအတွက်လည်းအထောက်ပံ့ပေးပါတယ်ဒါအပြင်မှာ protein လို့ခေါ်တဲ့အသားဓာတ်လည်းပါဝင်တယ်ပြီးလို့ရှိရင်ကောင်းမွန်တဲ့အဆီဓာတ်တွေလည်းပါဝင်ပါတယ်ဒါကြောင့်မလို့ကြက်ဥကိုပုံမှန်စားပေးခြင်းအားဖြင့်အားစေးတောက်တဲ့လိုမျိုးကောင်းကျိုးတွေကိုရရှိမှာဖြစ်ပါတယ်ဒါပေမဲ့အရာရာတိုင်းကတန်စေးလွန်ပေးဆိုတဲ့အတိုင်းပဲအလွန်ကျွန်စားသုံးတဲ့အခါမှာဘလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဒါကြောင့်မလို့ကြက်ဥကိုပုံမှန်စားမယ်ဆိုလို့ရှိရင်ဘယ်လိုစားရမလဲဒီနေ့ဘယ်နှလုံးစားရမလဲဆိုတာကိုထပ်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ကိုကပုံမှန်လူတစ်ယောက်ဖြစ်မယ်ဆိုလို့ရှိရင်နေကောင်းတယ်ကျန်းမာတယ်ယောဂအခန့်ဘာမှမရှိဘူးဆိုလို့ရှိရင်လူတစ်ယောက်ကဒီနေ့ကိုကြက်ဥနှလုံးနေ့တိုင်းစားလို့ရပါတယ်တကယ်လို့ကိုကသွေးတိုးရှိမယ်စီးကြိုရှိမယ်သွေးတွင်းအဆီဓာတ်များမယ်နှလုံးယောဂရှိမယ်ဆိုလို့ရှိရင်တော့ခုနပြောသလိုဒီနေ့ကိုနှလုံးမစားသင့်တော့ပါဘူးတနေ့ကိုဘယ်နှလုံးစားမလဲဆိုလို့ရှိရင်သူတို့ကကြတော့တရက်ချာတစ်လုံးစားသင့်ပါတယ်ဒါမှမဟုတ်တနေ့ကိုတစ်ချမ်းပဲစားသင့်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်